အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့Mira Mr Mobile brand new ရဲ့စကန် show ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီတစ်ခါမှာတော့စကန်ကို 99% အလုံးတန်လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာဒီတစ်ကောင်လေးကတော့ Redmi 30 လေးဖြစ်ပြီး battery 9000 mAh ပါဝင်ပြီး 5G 7 ကိုမှ camera megapixel 50 megapixel နဲ့အသုံးပြုရမှာဖြစ်ပါတယ်ခင်ဗျာ Hyperware system တွေပါရှိပြီး RAM 4 memory 128GB နဲ့ဈေးလေးရ3သိန်းခွဲဝန်းကျင်ပဲအသုံးပြုရမှာဖြစ်ပါတယ်ဂိမ်းဆော့မဲ့သူတွေတော့က Dimensity 6100 plan နဲ့ဆိုတော့အဆင်ပြေပါတယ်ခင်ဗျာ Power key လက်ဝေးလေးကိုလည်းအသုံးပြုရမှာဆိုတော့လုံးဝကိုအဆင်ပြေပါတယ်ခင်ဗျာနောက်တစ်လုံးအနေနဲ့ကတော့ Redmi Note Pro ဖြစ်ပြီးတော့ဒီကောင်လေးက 5G system ကိုအသုံးပြုရမှာဖြစ်တယ် camera megapixel လေးက50 megapixel နဲ့အလုံးအနေထားလေးကတော့99%တော့လုံးဝအတန်လေးဖြစ်ပါတယ်ခင်ဗျာဒီကောင်လေးမှာဆိုရင်လည်း Power key ကိုအသုံးပြုရမှာဖြစ်ပြီးတော့ RAM 8 memory 128GB နဲ့ဟိုမှာဈေးလေးက93000ဝန်းကျင်ပဲဖြစ်ပါတယ်ခင်ဗျာဒီဆော့မဲ့သူတွေအတွက်ဆိုရင်လည်း Dimensity 1080နဲ့ဆိုတော့အဆင်ပြေပါတယ်နောက်တစ်လုံးအနေနဲ့ကတော့ Redmi Note 12 လေးဖြစ်ပါတယ်ခင်ဗျာဒီကောင်လေးကဆိုရင် 5G system ကိုအသုံးပြုပေးထားပြီးတော့ battery 9000 mAh နဲ့ camera 48 megapixel ကိုအသုံးပြုရမှာဖြစ်ပါတယ်ခင်ဗျာ RAM 10 memory 128GB နဲ့ကိုမှဈေးလေးက3သိန်းခွဲပဲဖြစ်ပါတယ်ခင်ဗျာဒီကောင်လေးမှာဆိုရင် Power key ခင်ကားကိုအသုံးပြုရမှာဖြစ်ပါတယ်နောက်တစ်လုံးအနေနဲ့ကတော့ Redmi Note 10 5G လေးဖြစ်ပါတယ်ခင်ဗျာဒီမှာဆိုရင် battery 9000 mAh ပါဝင်ပြီးတော့ camera megapixel 50 megapixel ကိုအသုံးပြုပေးထားပါတယ်ခင်ဗျာ Power key ခင်ကားကိုလည်းအသုံးပြုရမှာဖြစ်ပြီးအလုံးဝ99%လုံးဝအတန်လေးဖြစ်ပါတယ်ခင်ဗျာ RAM 10 memory 128GB နဲ့ကိုမှဈေးလေးက3သိန်းခွဲပဲဖြစ်ပါတယ်ခင်ဗျာဂိမ်းဆော့မဲ့သူတွေအတွက်ဆိုရင်လုံးဝအဆင်ပြေတဲ့ model လေးဖြစ်ပါတယ်ခင်ဗျာနောက်တစ်လုံးအနေနဲ့ကတော့ Oppo 35လေးပြီးတော့ battery မှာဆိုရင် 4230 mAh ကိုအသုံးပြုပေးထားပြီး camera megapixel အနေနဲ့က13 megapixel ဖြစ်ပါတယ်ခင်ဗျာ RAM 4 memory 128GB နဲ့ကိုမှဈေးလေးက2,9500ပဲဖြစ်ပါတယ်ခင်ဗျာလုပ်ငန်းသုံးမဲ့သူတွေအတွက်ဆိုတော့လုံးဝအဆင်ပြေတဲ့ model လေးပါနောက်တစ်လုံးအနေနဲ့ကတော့ Redmi K30 4G လေးဖြစ်ပါတယ်ခင်ဗျာbattery မှာဆိုရင်4500 mAh ပါဝင်မှာဖြစ်ပြီး camera megapixel အနေနဲ့က64 megapixel ကိုအသုံးပြုပေးထားပြီးဘလို့ရဲ့ချက်တွေကိုလည်းရိုက်လို့ရမှာဖြစ်ပါတယ်ခင်ဗျာဒီကောင်လေးက RAM 10 memory 128GB နဲ့ကိုမှဈေးလေးက3သိန်းခွဲဝန်းကျင်ပဲဖြစ်ပါတယ်ခင်ဗျာ Snapdragon 930 Gen ကိုအသုံးပြုပေးထားဆိုတော့ဂိမ်းဆော့မဲ့သူတွေအတွက်ဆိုရင်လုံးဝကိုအဆင်ပြေတဲ့ model လေးဖြစ်ပါတယ်ခင်ဗျာနောက်တစ်လုံးအနေနဲ့ကတော့ Oppo Find E3s လေးဖြစ်ပါတယ်ခင်ဗျာ4 memory 64GB နဲ့ပုံမှာဈေးလေးရ3,9500ဝန်းကျင်နဲ့ရမှာရှိပါတယ်ခင်ဗျာနောက်တစ်လုံးအနေနဲ့က Redmi လေးဖြစ်ပြီး battery 9000 mAh ကိုအသုံးပြုပေးထားပြီး RAM 4 memory 64GB နဲ့ဈေးလေးက2,3500ဝန်းကျင်နဲ့ရရှိမှာဖြစ်ပါတယ်ခင်ဗျာနောက်တစ်လုံးအနေနဲ့ကတော့ Redmi 7 လေးဖြစ်ပြီး battery က4000 mAh နဲ့ RAM 4 memory 64GB နဲ့ပုံမှာဈေးလေးက2,000နဲ့ရရှိမှာဖြစ်ပါတယ်ခင်ဗျာSnapdragon 630နဲ့ကိုအသုံးပြုပေးထားဆိုတော့ဂိမ်းဆော့မယ်ဆိုလည်းအဆင်ပြေတဲ့ model လေးတစ်လုံးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့စီရစကန်တိုင်းမှာအာမခံရေးသုံးတဲ့ပေါင်းပြီးလက်ဆောင်ပြီးဆိုလည်းတင်ပေးပါတယ်ခင်ဗျာဒီလက်ကလိုချင်တဲ့သူတွေကိုလည်းဈေးအဆင်ပြေအောင်ကျွန်တော်တို့ကစောင့်ပေးပါတယ်ခင်ဗျာယူရင်းဆိုအေးအောင်ငွေချရရှိပြီးနေဝေးရမှာလူတွေကိုလည်းအနည်းဆုံးကားကလေးပို့ဆောင်ပေးပါတယ်ခင်ဗျာတရှင် promotion လည်းရှိနေသေးတာဆိုတော့ fashion ရကောင်းတဲ့နေ့တွေကိုကျွန်တော်တို့မိဘ Mr Mobile နဲ့တူတူပေါင်းစည်းလိုက်တော့